မင်္ဂလာပါရှင်ယခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာတိုးဆောင်ရဲ့တိတော်သူမိကကြားပါစေဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်သူဟာကောင်မလေးတစ်ယောက်ကိုစောင်းတွင်းလေးတစ်ခုလိုချစ်ခဲ့ပူပါတယ်စောင်းတွင်းလေးနှွေးထွေးစေဖို့သူ့ကိုယ်သူမိအဖြစ်အကျဉ်းချင်းမွေးပေးခဲ့ပူတယ်ရောင်နီသွေးတိုင်းဝေးမှဆိုလို့နေလုံးကြီးကိုလည်းကြောအပြည့်ကွယ်ပေးခဲ့ပူတယ်နွေဆိုတဲ့အရာနဲ့မုတ်တုံဆိုတဲ့စကားလုံးကိုလည်းမစီမဆိုင်အမိုက်ဆက်တွင်းပြစ်ခဲ့ပူပါတယ်။အဲ့ဒါကြောင့်ပဲလားမသိဘူး။နောက်ပိုင်းမြန်မာပြည်မှာမုတ်တုံအဝင်နေသွားတယ်။နွေကတော့အပြုံးမပြတ်စွာဆက်လက်မင်းမှုနေရဲ့ပြုံးတီးသွားတဲ့တစ်တော်တွေလိုပါပဲ။အချစ်ဆိုတဲ့မီးနဲ့သူဟာလောင်မြိုက်နေခဲ့တာပါ။သို့တော်လည်းအချစ်ကြီးတက်အောင်လေ့ကျင့်ထားတာမို့ပူလို့ပူမှန်းမသိခဲ့ဘူးလေမျက်နှာမြင်ချစ်ခင်ပါစေလို့ဘယ်နဲ့ဖျားထံမှဆူတောင်းထားခဲ့ဟန်မတူပါဘူးထိုဆုနဲ့လည်းမပြေခဲ့ပါဘူးသူမမျက်နှာကမြင်ရသူအပေါင်းကိုတစိမ့်စိမ့်အေးပြီးတိတ်တိတ်နှွေးစေတာပါရှိမ်းမြနှွေးထွေးရင်ထဲကကန်းကော်လေးတစ်ပွင့်လိုမွေးဤဝါရွှေပါပေါ်ကတနက်ခါလေးတစ်ဆက်လိုမထီရဲ့မကန်ရဲ့ကိုချစ်ခဲ့တာပါဒါဟာမချစ်မနေရအမိတ်နဲ့နှလုံးသားကိုတစ်ချက်လို့ပြဋ္ဌာန်းထားတာမဟုတ်ဘူးလွတ်လပ်စွာရွေးချယ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာတွေးခေါ်ခွင့်စတဲ့လွတ်လပ်မှုတွေတတိကြီးနဲ့ကိုယ်တိုင်တွေးကိုယ်တိုင်ရေးကိုယ်တိုင်ထုစစ်ပုံဖော်ထားတဲ့ရာစုသည့်ကြောက်စစ်ရုပ်လေးတစ်ရုပ်ပေါ့လက်ထက်မှာလွတ်လပ်စွာချစ်ပိုင်ခွင့်ဆိုတဲ့အသေးလေးတစ်ချမ်းကိုကင်ထားပြီးနောက်တစ်ချမ်းကတော့သူမရင်ဘတ်ထဲမှာရှိနေတယ်2015သို့မဟုတ်2020ရဲ့ဒီဇင်ဘာ1ရက်မှာတော့ထိုအသေးနှစ်ချမ်းပြန်လည်ပေါင်းစည်းပါလိမ့်မယ်။ကတိပြုထားတယ်တိစာဆိုထားတယ်လွတ်လပ်သောနိုင်ငံတော်တစ်မှာယဉ်ကျေးသောတိတ်ခါရှိသောထိမ့်သိမ့်နိုင်သောအချစ်ဖြူဖြူတွေနဲ့ချစ်ကြမယ်လို့ပေါ့။နင်းစီနှုတ်ခမ်းညနေရောင်အပြုံးနဲ့စပယ်ညတွေတည့်ရဲ့ကြွေတိုင်းပြုံးတက်တဲ့မင်းရဲ့ဒလိချိုချိုစတာတွေနဲ့ရင်ထဲမှာတနေ့တပိုးအရဲကိုချစ်ခဲ့တာပါလှတာတဲ့ညတွေဆိုကောင်းကင်ကိုကြည့်ပြီးရင်ဘတ်နဲ့ချက်ပင်ထိုးဖြစ်တယ်အဲ့ဒီအခါမှာသူမပြောပူတဲ့စကားတခွန်းကကဘာတွေအလီလီပြောင်းလို့သူ့နားတွင်ကိုပြန်လည်ရောက်ရှိလာပါတယ်တို့တွေတစ်သက်လုံးချစ်သွားကြမယ်နော်ဘဝဆက်တိုင်းချစ်ချင်တာပါဆိုမင်းဘာပြောမလဲဒါပေမဲ့အဲ့ဒီစကားလေးကိုပြန်ကြားရတိုင်းနှက်ပြရောင်ညအိုအိုတွေကိုသူထိုင်ရှိခိုးမိနေတာခဏပေါ့ရင်မက်နဲ့ဆက်ထားတဲ့ဂျပင်ကိုဖြုတ်တော့တောက်ကြကျဲကြီးကသူ့ပခုံးစိုးမှာလာနာနေသလိုခံစားရတယ်တကယ်တော့ကောင်မလေးရဲ့ကိုဟာမင်းရဲ့မိုးကုတ်ဆံဝိုင်းထဲမှာပိတ်မိနေတဲ့ကောင်မပြေးချင်တဲ့အရက်ကိုပြေးပေါ့တစ်ချိန်မှာတော့မိုးကုတ်ဆံဝိုင်းနဲ့အနားသက်ထားတဲ့မင်းရဲ့နှလုံးသားရင်ငွေ့တော်အောက်မှာပြန်ခိုလုံရမှာပဲလေသူမပြေးခဲ့ပါဘူးသူဘယ်တော့မှလည်းပြေးမှာမဟုတ်ဘူးဒီတန်တရားဆက်ဝန်းကလွတ်မြောက်ရာတရားထူမရသေး၍တော့မင်းရဲ့စကားတစ်ခုကိုကျိန်စာတစ်ခုလိုဘဝဆက်တိုင်းယုံကြည်ကိုးကွယ်ထားမှာပါသူ့ကိုအယမ်းချစ်တယ်ကဘာတီတရွေတီပါစေညီပါစေကောင်းမလေးရဲ့အဲ့ဒီစကားကြားပြီးတဲ့နောက်ပိုင်းသူ့စိတ်ထဲမှာယောဂတစ်ခုကန့်ညှိခဲ့ပါတယ်မြင်တွေ့လေရာသူမမျက်နှာပေါ်နေတဲ့ယောဂပါအတွေ့ထဲမှာလဲအခန်းဆက်ဝိထုရှိကြီးတစ်ပုဒ်ကကြီးစိုးထားတယ်သူမအကြောင်းတခန့်တနာဖွဲ့ဆိုရည်ညွှန်းထားတဲ့ဝိထုရှိကြီးရဲဖို့လဲကောင်းပါတယ်သူနဲ့ရှင်ရင်ရိုမီယိုဆိုတာကလေးအစ်စ်မှရှိမှန်းရှိတ်စပီးယားကိုတည်စီချင်လိုက်တာလေရှိတ်စပီးယားဘလောက်ယူကျုံမရဖြစ်နေလိုက်မလဲခမားတို့ကတော့သူ့ကိုအချစ်လွန်ယောဂရနေပြီလို့ထင်ကြလိုက်မယ်မဟုတ်ပါဘူးချစ်မဝယောဂပါအခန်းတစ်ခုအတွင်း၌ဖွင့်ထားသော TV ကိုကြည့်ပြီးလူတစ်ယောက်မျက်ရည်တွေဖြန့်စီးကြနေတယ်သူ့ရင်ဘတ်တစ်ခုလုံးကသမုဒ္ဒရာလေးစင်းမှာပေါ်လောမျောပါနေသောဖောဆူတစ်ခုလိုနှိမ့်လိုက်မြင့်လိုက်မြုပ်လိုက်ပေါ်လိုက်အကာအကွယ်မရှိအကူအညီမဲ့ပြီးချစ်ချင်တိုင်းဖြစ်လို့ဝမ်းနဲလိုက်တာလေခံပြင်းလိုက်တာလေ
အန်ကိုဖိကျိတ်တော့ကြာလူလူမျက်ရည်တွေကဆဲတာတမန်ကျိုးသလိုဝေါကနေစီးကြလာတယ်ဆက်ဆက်ခါနာတဲ့အထိဖိကိုက်ထားပြီးတော့မှနှုတ်ခမ်းကိုချမ်းသာပေးလိုက်တယ်သူရှိစပွဲပေါ်မှာဓာတ်တလက်အသွားကဖွင့်ထားသောမီးရအောက်မှာလက်လက်ကထနေတယ်ဓာတ်ကိုလမ်းယူတော့ရင်တွင်းမှာစူးအောက်သွားတယ်ကင်ထားတဲ့သူ့လက်တွေတောင်တစ်ဆက်ဆက်တုံလာသလားပဲအကျဉ်းချင်းစဉ်းစားပြီးသားကိစ္စတစ်ခုဖြစ်တော့လေတကယ်လက်တွေရင်ဆိုင်ရရင်တော့နောက်တိုးချင်စိတ်တချို့ဖြစ်မိသေးရဲ့ဒါပေမဲ့လည်းရင်ထဲကခံပြင်းမှုအရှိန်ကိုမလွန်ဆန်နိုင်ပါဘူးဒီနည်းနဲ့ပဲအဆုံးသတ်ရမှာပါဒီနည်းနဲ့ပဲဘဝတစ်ခုကိုအဆုံးသတ်ပြရမယ်အန်ကိုနောက်တစ်ချိန်ဖိကိုက်တော့ပြက်ကွဲသွားတဲ့နှုတ်ခမ်းသားကပြန်လာတယ်အချိန်တန်ပါပြီဘဝတစ်ခုကိုအဆုံးသတ်ဖို့အချိန်တန်နေပြီအဆုံးသတ်ဖို့အတွက်လည်းလက်နက်တွေလိုနေပြီကုန်းပေါ်ဝဲချနေသောသပင်ကိုဆွဲလို့လက်ထဲကဓာတ်နဲ့လီးဖြတ်ပြေးလိုက်တယ်ရွှီဆိုတဲ့အတန်တက်တက်လေးထွက်လာပြီးလက်ပေါ်ကိုသပင်တထွေးပြုတ်ကျလာတယ်ကိုသပင်ကိုကြည့်ပြီးနှုတ်ခမ်းမှာမက်ပြုံးတစ်ခုတီသွားတယ်ထိုသပင်ကိုဇပွဲပေါ်ဆက်ဆန်းတင်ပြီးတော့လက်မှာကင်ထားသောဓာတ်နဲ့တစ်ချက်ချင်းတောက်တောက်တောက်တိတ်ဆိတ်နေသောအခန်းလေးထဲမှာဓာတ်ဖြတ်တံတစ်ခုစီးကျဲကြကြထွက်ပေါ်လာတယ်အပိုင်းပိုင်းပြန့်တောက်သွားသောသပင်လေးတွေကိုကြည့်ပြီးနာကျင်စိတ်တွေပိုကလာတယ်ဝမ်းနည်းမှုမျက်ရည်တွေကလည်းအခုနောက်ထက်ပိုလို့ကြကနေတယ်တေချာတာတစ်ခုကတော့ခံပြင်းမှုဆိုတာတခါတရံမှာဝမ်းနည်းမှုရဲ့နောင်တော်ပါတက်မြပါပဲပထမဆုံးကျေးဇူးတင်ရမှာကတော့သူမနဲ့စုံစည်းခွင့်ပေးတဲ့ကံကြမ္မာဆောင်နတ်မင်းကြီးကိုဖြစ်ပြီးဒုတိယကျေးဇူးတင်ရမှာကတော့စင်ရင်တွင်မတ်တိုင်အားပခုံးပေါ်ထမ်းတင်ထားတဲ့ရန်ကုန်အင်းစိန်လမ်းမကြီးကိုပါတတိယကျေးဇူးရှင်ကတော့စင်ရင်တွင်မတ်တိုင်အနီးမှာစားတောက်ဆိုင်ဖွင့်ထားတဲ့တငယ်ချင်းတက်ဖြိုးဝေဖြစ်လို့စတုထကျေးဇူးတင်ရမှာကတော့အိမ်ကကားယူမလာခဲ့တဲ့သူကိုယ်တိုင်ကိုပါပဲအဲ့ဒီနေ့ကတငယ်ချင်းဖြစ်သူတက်ဖြိုးဝေနဲ့တွေ့ဖို့စင်ရင်တွင်မတိုင်ကိုလာခဲ့တယ်ရန်ကုန်မြို့ရဲ့ရင်ကျော်ပိတ်ဆို့မှုတွေကိုစိတ်ပြက်လို့ကားယူမလာခဲ့ပါဘူးဒါဟာသူ့ဘဝရဲ့ကြီးမားသောအလဲ့အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ကျုံရတက္ကစီတားဆီးပြီးမတ်တိုင်မှာရက်ခိုင်းခဲ့ရကစတာပါတွေးဆုံမှုကနောင်ခေတ်မြမရုပ်ရှင်ဇာတ်ကားတွေလိုတမယိုးကြဆန်ပါတယ်အသည့်အဆန်းခုံမေလုံးသောသူ့ကိုမှကျမကဘလို့ပြထန်ပေးလိုက်တယ်မသိဘူးရိုးရိုးလေးမှတကယ်ရိုးရိုးလေးပါဟောတော့ဟာသွားပြီတက္ကစီဘော်ကဆင်းပြီးကားလမ်းကူးချိန်မှာပဲသူ့ခြေထောက်ကတခြားတစ်ယောက်ရဲ့ဖက်နှက်ကိုတက်နေမိလိုက်ပါတယ်လူကချက်ချင်းပဲကောင်းနာပန်းနာကြီးသွားတယ်တက်နေခံဖက်နှက်လေးကတဲချိုးပြတ်သွားခဲ့ပြီလေမိန်းကလေးမျက်နှာမှာရှက်စိတ်နဲ့ရဲသွားတယ်တဲချိုးပြက်ဖက်နှက်လေးကိုကြည့်ပြီးနှမျောတတဟန်တွေအထင်သာပေါ်လင်သွားတော့ဟာအားနာပါတယ်တောင်းပန်ပါတယ်ဗျာသူ့စကားကိုကြားပုံမရပါဘူးဖက်နှက်လေးကိုငုတ်ကြည့်ပြီးဘာလို့ရမှန်းမသိဖြစ်ပုံရတယ်ထို့ကြောင့်အလင်းစလိုပင်ကျွန်တော်အစားပြန်ဝယ်ပေးပါမယ်သူ့စကားကြောင့်မျက်နှာလေးမှော့လာတယ်မျက်ဝန်းဆက်မှာမျက်ရည်ကြီးတချို့တောင်ရေဝဲနေသလိုမြင်ရတယ်ကားမတိုင်ဖြစ်တာမို့လူတချို့ရဲ့အာယုံဆိုင်ခြင်းခံရတာကိုလည်းပါတာပေါ့လေရပါတယ်ကျမအပြည့်နဲ့ကျမပါပဲပျော်ပျော်ဆူဆူနဲ့အကောင်အတိုင်းရှိနေသေးသောဖက်နှက်လေးတစ်ဖက်ပါချွတ်ပြီးတော့တုံရီနင်းကအကောင်းနဲ့ကိုမတန်ဘူးဖက်နှက်နှစ်ဖက်ကိုစုကင်ပြီးပလက်ဖောင်းပေးရေမြောင်းနဲ့လွတ်ပစ်လိုက်ပါတော့တယ်ထို့နောက်သူအပါအဝင်စူးစမ်းနေသောမျက်လုံးများကိုဥပိ္ပခာပြုလို့ခြေပလာနဲ့ထွက်သွားလေရဲ့ဟာဟေးဟေးလက်မကြည့်ပါဘူးဟာနောက်ကကမန်းကတန်ပြေးလိုက်ကဟေးနေပါအောင်ဖက်နှက်မပါပဲမင်းဘက်ကိုသွားမှလဲအခုပဲသွားနေပြီလေခြေကိုတွတ်တွတ်လဲရင်အေးဆက်ဆက်ပြောတော့အလောက်ထိမလိုဘူးလေကျွန်တော်ပြန်ဝယ်ပေးပါမယ်ဒီမှာခဏလေးပဲစောက်ပေးပါလက်မှာပတ်ထားတဲ့နာရီကိုကြည့်တယ်မရဘူးကျူရှင်ချိန်နီးနေပြီစာမေးပွဲအတွက်အရေးကြီးတာတွေဒီနေ့တင်မှာပြီးတော့တိုက်ခန်းလေကတစ်ခုပေါ်သို့ချွတ်ကွေ့တက်သွားပါတယ်ကြောင်တောင်ကြံရေးခဲ့သူမှာတော့တဲကျိုးပြဖက်နှက်တရံကိုကင်ပြီးရန်ကုန်အင်းစိန်လမ်းမကြီးပေါ်ပြေးနေသောသူ့ကိုမြင်တွေ့ရင်အယူတကောင်ဟုထင်ကောင်းထင်နိုင်ပါတယ်ကိစ္စမရှိပါဘူး
အဓိကပျက်စီးသွားသောဖက်နှက်နဲ့ပုံစံတူဖက်နှက်တရံအမြန်ဆုံးတွေ့ဖို့ပါစင်ရင်တွင်မှတ်တိုင်းအနီးပတ်ဝန်းကျင်ကစလို့မြင်သမျှဖက်နှက်ဆိုင်များကိုတဆိုင်ဝင်တဆိုင်ထွက်မေးလာခဲ့တယ်ကျမတို့ဆိုင်မှာဒါမျိုးဖက်နှက်မတင်ဘူးမောင်လေးဒီကဖက်နှက်တွေကအကုန်တောင်းကြော်တွေကြီးပဲတခြားဖက်နှက်ယူသွားပါလားအဲ့ဒီတစ်စိတ်ကုန်နေတယ်ဒီအမျိုးအစားကလူစီးများတယ်900 800ဆိုတော့စီးပြော်တယ်လေခြေတိုးအောင်ရှောက်ပြီးတော့မှဒုက္ခလမ်းဘက်မှာရက်ွက်ဖက်နှက်ဆိုင်တစ်ဆိုင်တွေ့ပါတယ်ဒါပေမဲ့အစင်မပြေပါဘူးတွေ့ရှိရဖက်နှက်ကစိုက်အရန်တင်းလို့နေတယ်အော်မိန်းကလေး900 800ရန်ဖက်နှက်ကိုမှနင်ကအကောင့်နဲ့မတန်ဘူးလို့ကိုပြန်ရန်တွေ့ရတဲ့မိန်းကလေးရဲ့အချိန်လဲတိတ်မရတာမို့နောက်ဆုံးတော့တင်းတစ်သောဈေးနှုန်းနဲ့စိုက်တူဖက်နှက်တရံကိုပဲဝယ်ခဲ့လိုက်တယ်မတတ်နိုင်ပါဘူးကျူရှင်မစင်းခင်ကြုံရောက်နေဖို့ကလိုသေးတယ်လေဖက်နှက်ဘူးလေးတစ်ခုကိုကင်ပြီးတငယ်ချင်းနဲ့တွေ့ဖို့ကိုခဏနောက်ထားလို့သူမတက်လန်းသွားရာလေကားချီရင်မှရက်ဆောင်နေလိုက်တယ်အနှဲငယ်ပူပန်စိတ်လည်းဖြစ်ရပါသေးတယ်ဖက်နှက်လိုက်ဝယ်နေတော့ကျူရှင်များစင်းသွားပြီလားပေါ့အဲ့ဒါကိုသိရဖို့တော့တိတ်မခက်လာပါဘူးလေကားအတိုင်းတက်ပြီးတိုက်ခန်းတကားရှိမှအရေးအခြေလေ့လာကြည့်တာပါဆိုင်ဖို့တက်မထားလို့ဘယ်ဟာစာသင်ခန်းမှမသိနိုင်ဘူးလေလိုအပ်ရင်တကားနာမှာနားကတ်ထောင်လိုက်တယ်သုံးလွှာမြောက်အခန်းတစ်ခုရှိကိုရောက်တော့စိတ်အေးသွားရတယ်အတွင်းမှာစာသင်တန်တက်ကိုအပြင်ကကြားနေရပါတယ်အဲ့ဒါကြောင့်အောက်ပြန်ဆင်းပြီးလေကားချီရဲမှာပြန်ရဲဆောက်တယ်အတော်ကြာရက်ဆောက်တာတော့ကျူရှင်မစင်းသေးတာနဲ့မျက်နှာချင်းဆိုင်ကလက်ဖက်ရည်ဆိုင်ထဲဝင်ပြီးအေးတစ်ခွက်မှလို့ထိုင်ဆောင်နေလိုက်တယ်နိုင်ဝက်နီးနီးကြာသွားမယ်ထင်ရဲ့ပထမဆုံးဆင်းလာသည့်ចောင်းသားတစ်ယောက်ကိုတွေ့စဉ်မိုးဝေပတ်စံရှင်းပြီးတစ်ဖက်လမ်းအမြန်ကူးလိုက်တယ်ကျူရှင်လို့ပြီးလေ10ယောက်ထက်မနည်းသောចောင်းသားလူငယ်တွေတစ်ယောက်ပြီးတစ်ယောက်ဆင်းလာတယ်လူကုန်သွားတဲ့အထိမိုးဝေစောက်မြော်နေသူကရောက်မလာပါဘူးဝေခွဲရခက်စွာနဲ့တိုက်လေကားပေါ်မော့ကြည့်နေမိတယ်လိုအပ်ရင်တွတ်သွားဖို့လဲဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လဲပင်မညောင်းခင်မှာချစ်ဖွားလေးတစ်ဖက်တက်ဆင်းလာတယ်လေကားဝါမှာရက်နေတဲ့သူကိုတွေ့တော့အံ့ဩရိတ်ဆွန်းသွားပါတယ်ယော့ထိုးပေးသောဖက်နှက်ဘူးလေးကိုသွေးအေးငုတ်ကြည့်နေစဉ်ကျွန်တော်နင်းဖြတ်လိုက်တဲ့ဖက်နှက်တရံအတွက်အစားပြန်ပေးတာပါရပါတယ်ကျမအပြည့်နဲ့ကျမပဲအစားပြန်ဝယ်ပေးဖို့မလိုပါဘူးမဟုတ်ဘူးထင်တယ်နော်မင်းနဲ့ဘာမှမဆိုင်ဘူးလေကျွန်တော်တက်နင်းမိလိုက်လို့ပြတ်သွားတာပဲမဟုတ်ပါဘူးရှင်နဲ့ဝေးဝေးကလမ်းမလျှောက်မိလို့ပါဗျာစိတ်ထဲတွင်မတင်မကျဖြစ်သွားတယ်ဘလို့မိန်းကလေးပါလဲတကယ်တရခံအစ်စ်ကိုလိလျူရှုပြီးလမ်းဝေးဝေးမလျှောက်မိလို့ဆိုကကိုအပြစ်တင်နေပုံကပြီးတော့လှုပ်ရှားမှုမဲ့သောမျက်နှာနဲ့သူ့ကိုကြောကပလက်ဖောင်းပေါ်ဆင်းသွားပါတယ်။ပူပြင်းထားသောနေရောင်ကြောင့်ပလက်ဖောင်းတွေအငွေ့ထွက်နေမှာမြေကြီးလက်ခတ်မလွဲပါဘူး။အဲ့ဒါကိုချစ်ပလာအတိုင်းနင်းလျှောက်သွားသည်ကနောက်ပြီးခြေထောက်တစ်စုံကကြမ်းကြမ်းတက်မဟုတ်ဖြူဖြူဖွေးမှာအနီရောင်ခြေသေးလေးတွေတောင်စိုးထားသေးရဲ့တက်ပြင်းကိုချပြီးကျွန်တော်နောက်ကပြေးလိုက်ရတော့တယ်။ကျွန်တော်နာမည်မိုးဝေပါကျွန်တော်ခမားကိုလိုက်နောက်ရှက်နေတာမဟုတ်ပါဘူးဒါကလည်းလူမှုရေးအရာအစားပြန်ဝယ်ပေးတာပါပြီးတော့ဒီအပူရှိန်နဲ့မင်းချေဖွားတွင်အစင်မပြေတော့ဘူးထင်တယ်ခြေစုပ်ကိုရက်ပြီးသူ့ကိုစစ်စစ်ကြည့်လာတယ်ကျမနားလဲပါတယ်ဒါပေမဲ့ရှင်ပေးတဲ့ဖက်နှက်ကကျမစီးနိုင်တာထက်ဈေးကြီးနေတယ်ကျမဘယ်လိုဖက်နှက်မျိုးပဲစီးနိုင်တယ်ဆိုတာကျမအိမ်နီးနားချင်းတွေကသိတယ်ကျမအဖွားသိတယ်ကုံပြောရရင်ကျမတို့တရက်ကွဲလုံးအောင်သိတယ်အဲ့တော့ကိုမတက်နိုင်တာတွေကိုစီးပြီးပတ်ဝန်းကျင်ကအထင်အမြင်သေးတော့ကိုကျမမခံနိုင်ဘူးဖက်နှက်ဘူးကင်ပြီးမိုးဝေတယောက်စက်သေးသွားရပါတယ်ဘာပြောရမှန်းလည်းမသိဘူးထိုစဉ်မှာပဲအင်းစိန်ဘက်ကိုသွားတဲ့ဘတ်စကားကြီးတစီမတိုင်ကိုထိုးဆိုင်လာတယ်တားချိန်မရလိုက်ခင်မှာပဲဖက်နှက်စီးမထသောကောင်မလေးတယောက်ထိုဘတ်စကားပေါ်သို့တက်လို့သွားခဲ့ပြီးမတ်တိုင်မှာကြံရိတ်ခဲ့သူမှရှိပါတယ်မကြခင်မှာချစ်မွယောဂရလာမဲ့လူတစ်ယောက်ပေါ့နာမည်ကိုမိုးဝေလို့လွယ်ခေါ်နိုင်ပါတယ်
နောက်နေ့တွင်မှာတော့အလောက်ကိုင်းမရှိသောသူ့စီတို့အလုံးနှစ်ခုရောက်လာပါတယ်။တစ်ခုကတဲကျိုးပြတ်ဖက်နှက်လေးနဲ့အမျိုးအစားတူရာကိုလိုက်ရှာဖွေခြင်းဖြစ်ပြီးနောက်တစ်ခုကတော့စင်ရတွဲမှတ်တိုင်မှာစားတောက်ဆိုင်ဖွင့်ထားတဲ့တငယ်ချင်းတက်ဖြိုးဝဲကိုအကူအညီတောင်းရတာပေါ့။တုံရီဟုတ်လားမင်းဟာကကျောင်းသူနာမည်ရောဟုတ်လို့လားကွာဇက်မင်းသမီးနာမည်ကြီးဟာဟာဒီနယ်မှာသတင်းကြီးလာတဲ့မင်းသမီးလေးရွှေတုံရီတက်ဖြိုးဝဲကနှောက်လို့ပင်နေပါသေးတယ်အမှန်ကတော့မိုးဝေလည်းတိတိကျကျမသိပါဘူးသူမပြောသွားတဲ့စကားလေးတွေကိုအိမ်ရောက်မှတစ်ခုချင်းပုံပြန်ဖော်နှလုံးသားနဲ့နားထောင်ပြီးကောက်ချက်ဆွဲခဲ့တာပါဟုတ်မယ်တော့ထင်တာပဲကွာတုံရီမဟုတ်ရင်တုံရီပဲရှေ့ကနှလုံးတော့တေးကြတယ်ဘယ်နာမှကြည့်ရှင်တက်တာလဲလမ်းမကြီးဟိုဘက်ချမ်းကစပင်ညက်ဆိုင်ရဲ့အပေါ်သုံးလွှာမှာတက်ဖြိုးဝေကမျက်မှောင်ကျုပ်ပြီးစဉ်းစားပါတယ်ဒါပေမဲ့အာယုံမှာပေါ်လာပုံမရပါဘူးဘာပဲဖြစ်ဖြစ်ကွာငါသူ့အကြောင်းသိချင်တယ်မင်းကူညီနိုင်မလားနောက်ဆုံးတော့ထက်တန်ပေးပြနေသောသူ့ပုံစံကြောင့်တက်ဖြိုးဝေခေါင်းညိတ်ပေးရတယ်ရပါတယ်ဒီလောက်ဆိုရင်ပဲတော်တော်အားကိုးလောက်နေပါပြီဘာကြောင့်သိချင်တာလဲဆိုတာတော့မမေးပါဘူးဒါဟာမေးစရာမလိုအောင်နားလည်နေသောအဖြစ်တစ်ခုလည်းဖြစ်နိုင်သလိုဆက်စုချင်းကိုအထုံပါလိမရှိသောတက်ဖြိုးဝေဝါဒနာလည်းဖြစ်နိုင်ပါတယ်တက်ဖြိုးဝေအလုံးလုံးကြောင်းနောက်တစ်ပတ်အကြာမှာတီးခွင့်ရခဲ့တယ်ဟုတ်တယ်ကွစပင်ညက်ဆိုင်ကအကောင်တွေကိုငါမေးကြည့်ပြီးသွားပြီသူတို့အပေါ်ဓာတ်မှာနိပညာတက္ကသိုလ်ကဆီယာမတရားကိုကျူရှင်တင်နေတဲ့မင်းပြောတဲ့တုံရီဆိုတဲ့ကောင်မလေးလေတကယ်ရှိတယ်နိပညာတက္ကသိုလ်ဒုတိယနှစ်တက်နေတာလိုင်းသားရမှာနေတယ်ဆိုလားပဲဟုတ်လားနေပါဦးမင်းကဘာဖြစ်လို့သူ့အကြောင်းကိုသိချင်ရတာလဲစိတ်ဝင်စားနေလို့ထင်မှတ်ထားပြီးသားကြည်တစ်ခုရောက်လာတယ်ပြီးတော့တားတော့မတားကောင်းဘူးပေါ့ကွာငါကတော့မင်းကိုတိတ်အားမပေးခြင်းဘူးအခြေအနေတိတ်မဆိုးသေးဘူးဆိုရင်နောက်တစ်ယောက်ပြောင်းလိုက်ပါလားဘာဖြစ်လို့လဲတက်ပြင်းကိုချတယ်ကောင်းကိုခက်လေးလေးရမ်းပြီးငါသိရသလောက်တော့နောက်ကြောင်တိတ်မကောင်းဘူးထို့နောက်မှာတော့သူစုံစမ်းမင်းမြန်ထားသောတုံရီဆိုသောကောင်မလေးတဦးရဲ့နောက်ကြောင်ရဆိုရင်ကိုအပေါ်ယံသဘောပြောပြပါရယ်အိမ်အောင်ကျိုးမိသားစုတစ်ခုမှစစ်သက်လာသူဖြစ်ကြောင်းမိဘနှစ်ဦးမှာနောက်အိမ်အောင်ကိုစီဖြစ်နေထိုင်၍သူမမှာအဖွားဖြစ်သူနေရကြောင်းဇယိုက်ဆုံသောပတ်ဝန်းကျင်တွင်ကျေလည်ကျင်းပြေးလာသူဖြစ်ကြောင်းတက္ကသိုလ်ကိုလည်းပညာရေးဖောင်ဒေးရှင်းတစ်ခု၏အထောက်အပံ့ဖြင့်တက်နေရခြင်းဖြစ်ကြောင်းစနေတနင်္ဂနွေတွင်တက်ရောက်နေသောယခုကျူရှင်ကိုလည်းနွမ်းပါသူတဦးဖြစ်၍ဆီယာမကအခမဲ့တေချပေးခြင်းဖြစ်ကြောင်းပြောပါရယ်ဒီထက်ပြည့်ပြည့်စုံသိချင်ပါကတုံရီနှင့်ရက်ကွက်တစ်ခုကျော်နေထိုင်သောចောင်းသားတဦးနေပေမိတ်ဆက်ပေးမည်ဆိုလာသည်ရဲ့တက်ဖြိုးဝေဘလောက်တောင်အဆက်အသွယ်ကောင်းတွေရထားလဲမပြောတတ်ပါဘူးသူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့တန်ဝင်ရှိတယ်လို့ခံစားရလို့မင်းကိုတားတာတငယ်ချင်းမိုးဝေလက်လိုက်လဲပြုံးလိုက်မိသည်ကျေးဇူးလဲတကယ်ကိုတင်မိပါတယ်ဒါပေမဲ့နောက်ကြောင်မကောင်းဘူးဆိုတာအဲ့ဒါကိုပြောတာလားဟုတ်တယ်လေဘာကိုမကောင်းဘူးပြောတာလဲ generation လေပြီးတော့ပတ်ဝန်းကျင်ဒါကမိဘတွေမကောင်းတာလေသူမကောင်းတာမှမဟုတ်တာဒါပေမဲ့ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာကြီးမြင့်လာတာမဟုတ်ဘူးနော်ဒါကလည်းကိုယ်စိတ်တဲ့ကိုယ်နေထိုင်မှုပေါ်မှာပဲမူတည်တာပါတကယ်ချင်းဟာတိုက်ကြီးတာကြီးနဲ့အစစ်တမ်းမြင့်မြင့်နေပြီးကြုံရအိတ်ကြုံရစားလမ်းဘေးဂျစ်ပစီတွေတဲ့တောင်စိတ်တဲ့နှိမ့်ချတဲ့သူတွေမှတပုံကြီးပါအံ့ဩသောမျက်လုံးနဲ့သူ့ကိုပြူးကြောင်ကြောင်ကြည့်နေတယ်သူ့ကိုဘလို့မှနားမလည်နိုင်တော့ဘူးထင်ရဲ့ဒါပေမဲ့မင်းအနေထားနဲ့ကွာကောင်းကင်နဲ့မြေကြီးနော်အရင်မကြည့်ပါဘူးအဓိကဘယ်နေရာမှာနေအမားအမှန်ခွဲခြားတတ်ပြီးအမှန်ကိုရေရှည်ကြည့်သုံးဖို့ပါအမှန်ဖြစ်အောင်စူးစမ်းနေဖို့ပါအမားအမှန်မခွဲခြားတတ်တဲ့တော့ကောင်းဆောင်လုပ်နေလို့လေသူ့အသိပညာတွေကမူကြိုအစ်စ်ကမတက်သေးဘူးလို့ယုံကြည်ထားပါတယ်တုံရီဆိုသောမိန်းကလေးကတော့မူကြိုအစ်စ်ထက်တေချာပေါက်တာလို့နေပါ
အမှန်ကိုအမှန်တိုင်းပြောရတာကိုဒီတစ်ခုတည်းနဲ့တင်အမတ်ပြပြေးလိုက်မိတယ်ဝယ်မစည်းနိုင်လို့မစည်းနိုင်ဘူးပြောတာစင်းရဲလို့စင်းရဲတယ်ပြောတာဖက်နဲ့စည်းစရာမရှိလို့ခြေပလာသွားတာရှက်စရာမဟုတ်ဘူးလေဘာလို့ချစ်သွားလဲမေးတော့လက်မထောင်ဖြေလိုက်တယ်ရိုးသားလို့အိမ်ပြန်ရောက်တော့ရှစ်ဟောင်းတချင်းလေးတစ်ပုဒ်ကိုဖွင့်နှားထောင်ဖြစ်ပါတယ်ဂီတဆာဆိုစိတ်မောင်မြင့်ရေးပြီးမြမပြည်သိန်းတန်ဆိုထားတဲ့တချင်းလေးပါအနုပညာပြည့်လို့လားမသိဘူးဘယ်နှကြိမ်နားထောင်အရသာကိုရှိလို့